ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေ့တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသေချင်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကသတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနန္ဒီဒုက္ခသမူလံလို့ပါဠိဝါကျလေးတစ်ခုဘုံတော်ဝါရသုတ်တံမှာလည်းတွေ့ရတယ်မူလပရိယာယသုတ်တံမှာလည်းပဲဒီစကားလုံးလေးပါနန္ဒီဆိုတာတဏှာရာဂရဲ့အမည်တစ်ခုပါနန္ဒီဆိုတာအာယုံ၅ပါးကာမဂုဏ်တရားတွေပေါ်မှာနှစ်သက်ခြင်းတွေ့တာခြင်းဆိုတဲ့တဏှာတရားအဲ့ဒီနန္ဒီဆိုတဲ့တဏှာတရားသည်ဒုက္ခသမူလံဒုက္ခဖြစ်ခြင်းရဲ့အကြောင်းရင်းပဲလို့ထို့သုတ်တန်တွေမှာလည်းပဲမြတ်စွာဘုရားဟောထားတာရှိတယ်ဒီသုတ်တန်တစ်ခုမှာတော့မြတ်စွာဘုရားကတဏှာရဲ့အမည်ကိုယမယခါပြောင်းလဲပြီးတဲ့အခါနန္ဒီလို့ဟောတဲ့အခါဟောတာရှိတယ်တဏှာလို့ဟောတဲ့အခါဟောတာရှိတယ်ရာဂလို့ဟောတဲ့အခါလည်းရှိတယ်အချို့သုတ်တန်တွေမှာကြတော့သန္တောမူလံဒုက္ခတာလို့သန္တဆိုတဲ့တဏှာတရားတွေဒုက္ခရဲ့အရင်းမြစ်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာဒီသုတ်တန်လာတဲ့စကားလုံးတွေဟာတဏှာရဲ့အမည်နာမတွေကိုပြောင်းလဲဟောထားတာဖြစ်ပေမဲ့လို့တရားကိုအားဖြင့်တော့တဏှာတစ်မျိုးတည်းကိုပဲခေါ်တာပါသန္တလို့ပဲဟောနန္ဒီလို့ပဲဟောတူတူပဲသို့တော့ဘုန်းကြီးတို့တွေယမယံခါသန္တဆိုတဲ့စကားလုံးကြတော့သူကအတိပ္ပယ်ကျယ်ဝန်းနေတယ်ပေါ့တဏှာမဟုတ်တဲ့သန္တဆိုတာရှိသေးတယ်ပေါ့အဲ့ဒီတဏှာနဲ့မတူတဲ့သန္တကိုတခါတည်းသန္တလို့ခေါ်တာရှိတယ်ဆိုပါစို့သန္တဣတိပါဒသန္ဒိဋ္ဌိပတ်သန္တာဓိပတိသန္တအဓိပတိအဲ့ဒါတွေကြတော့တဏှာကိုဆိုလိုတာမဟုတ်ဘူးအခုဒီနေရာမှာသန္တောမူလံဒုက္ခတ
Sanda Sure Tanaha Dokha Jawin look. Hore Dodan Jaro Dagatana Solure look. Saya Sagaloya said to Niago Gibido, a Davis or Cow you are. Elomo Vene, that the matter a David Cow you may solution, Sabi Usaria, Remadon and Jashide. Tajamolo, Sabi ye and a Badala Lucy. Sagalon the Kure and Magia Mure. Sabi Socia de Kama. A thing of the Soragiare, Dida Soragiare, Kala Soragiare, Atalo Sora, Loye and Nede Soragiare, Bacarana, Ayatana Soragiare. Erari Machi Sompia me Sorosi, a Deveria, Mayan Donagari. Sabi ne Padala Lucy. Sagalon the Kuma. Saya. Satuela de David Bonsa you are a your Yamazagama level di Diveshima. Saya, a John Diari GB, Sagalo, a tone with GB, a cow you are a shigalo, so you are a mule, she that the ball, no? Ubamame. Rohita so that Pali Sagaloli the Kua. Ngachingo let Rohita look called. Sign so that Tadwago let Rohita look called. And a Wajadaku Presi like the Kama Rohita Udake Yandi look. So like Loshi Udake Ye Night Yandi Twajare look. This is alone Udake so that Dita Chivasun. Zirema Tuanida, Simon Chenai. Nachime, you are my so David Shen. Era near Dita Chibi, David called you. Erlo Movene Rohita, Wani Yandi, so that Dorema Tuala Nijares. Rohita, Diniajaro, Machim Chenai, Simon Chiam. Era new solo the ball. Mazagama never told you Saya settle what content of color. Sagalo settle move, John you, David, call you. Dima leve Nandi Lovet don't Sando Lovet don't Diego Solo Ragaro, Tanave, so that David Tinshan. He yes of Yaga, Sando Mulan, Dokanda. Sana so that a dread idea. Dokai, John Chide. Kamini Tayo Tema, Patraka, so that those she very Dodamadilo Hoda. Oh no, I don't let Mulabria Doma Jaro Nandi Dokata Mulan. Nandi the Muria, Doka the Murio. Nandi so that the Nauchilla had Doka Pichi, Jama Velo. Dilumias of Yahoda. It of our website. Nandi Doka the Mulan so that's a galoma. Kamago Ayoniboma knit the Dreta Hoot and Naragadi, Doka, Jawi and Sodaro, only Gacha Sagata Kube. No one deja as a Gataku. Yes, of Yahore. Ria this are look for it. Momia teacher Mangane. This are Lea Tema. Dudia this are Doka the Muria Suratawa. Doka Suradiame, Todoka Chichin Jaunia Diame. Todoka Chonyin Dware Nia Diame, Todoka Chonyin Jao Agenia Diame. Yes, of Yae did the Naroma. Adiga Hoja said this are labor them. Duty at this are. Tigane duty at this are a chow. Told that the cool cheap you be a hobble. Nandi Doka the Mulan looked the eye and Name be later. Bali in the nail and Macapu. Yes, of Yahore did the narrow little Duria, no tell Yawame solution. Tibuare Macau, no Moama, this is a lonely Chabu Tare.
ပင်ဆက်ကပုံနာဇနီးမောင်နှံလိုပဲနာမရူပဆိုတဲ့စကားလုံးလေးကြားလိုက်တာနဲ့တပြိုင်နက်အေးတို့ကြားဘူးတဲ့စကားလုံးပဲလို့ဆိုပြီးအတိတ်ပဲသိရှိပြီးတရားတစ်ပုဒ်အဆုံးမှာအနာဂံဖြစ်သွားကြတယ်လို့ပေါ့အေးဗုဒ္ဓမြတ်စွာရဲ့စကားလုံးလေးအတိုင်းနန္တိဒုက္ခတမူလံဒါလေးကိုမှတ်ထားလို့ရှိရင်သိလည်းခဲနဲ့ပါဠိစကားလည်းမဟုတ်ဘူးအေးဒါကြောင့်မို့နန္တိဆိုတာနှစ်သက်တတ်တဲ့တဏှာရာဂသည်ဒုက္ခတဆင်းရဲဒုက္ခရဲ့မူလအကြောင်းပဲလို့အဲ့တော့ဒုက္ခနဲ့လူတွေကပြောတော့ပြောကြတယ်မြတ်စွာဘုရားကဒုက္ခတွေကိုတစ်ခုစီဖော်ထုတ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒုက္ခတွေကဆုံးနိုင်မှာမဟုတ်ဘူးပေါ့အဲ့ဒီမှာမဆုံးနိုင်တဲ့ဒုက္ခတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အစပထမဘုန်းကြီးတို့တွေလူတွေအများသိနေတဲ့ဒုက္ခဆိုတာဒုက္ခအမျိုးမျိုးထဲမှာတစ်ခုပဲသိတယ်လူတွေကအဲ့ဒီလူတွေကဒုက္ခလို့သိနေတဲ့ဒုက္ခဘာလဲဆိုရင်ဒုက္ခလို့ခေါ်တဲ့ဒုက္ခစကားလုံးကိုနှစ်ထပ်သုံးထားသည့်အတွက်ကြောင့်ဒုက္ခဆိုတဲ့အတိုင်းတကယ်လူသိရတဲ့ဒုက္ခလို့ဒီလိုဆိုလိုတာနော်ပါဠိစကားလုံးမှာနှစ်ထပ်သုံးထားလို့ရှိရင်ပို့ပြီးတော့အဓိပ္ပာယ်ပြင်းထန်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုယူရတယ်ဒုက္ခဆိုတဲ့အတိုင်းတကယ်ဆင်းရဲတာလူတိုင်းသိနိုင်တဲ့ဒုက္ခအဲ့ဒီဒုက္ခဆိုတာဘာလို့ဆိုရင်ကိုယ်ဆင်းရဲခြင်းနဲ့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းဆိုတာအလုံးသိတယ်နေမကောင်းထိုင်မသာဖြစ်တယ်ခေါင်းကိုက်တယ်ခါကိုက်တယ်နားကိုက်တယ်ဗိုက်နာတယ်စတဲ့ခန္ဓာကိုယ်မှာဆွဲကပ်နေတဲ့ယောဂသို့မဟုတ်ခန္ဓာကိုယ်မှာတစ်ခုထိခိုက်လာလို့ဖြစ်ပေါ်လာတဲ့နာကျင်ကိုက်ခဲမှုတွေဒါတွေကလူတွေကသိကြတယ်အဲ့ဒါကြတော့ညီးကြတယ်ဒုက္ခနော်အဲ့ဒါကိုလည်းဒုက္ခမှန်သိတယ်နောက်တစ်ခုဒုက္ခမှန်သိတာတော့စိတ်ဆင်းရဲမှုပဲကိုယ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲမှုဆိုတာလာရတယ်သို့မဟုတ်စိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့ကိုယ်ဆင်းရဲမှုဆိုတာလည်းလာရတယ်ကိုယ်ဆင်းရဲမှုနဲ့စိတ်ဆင်းရဲမှုဟာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့နေတယ်ဘယ်ကြမှာအဆက်အသွယ်ပြတ်တုံဆိုရင်အာသောကင်းကွာတဲ့ယန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ်ဆင်းရဲမှုရှိပေမဲ့လို့စိတ်ဆင်းရဲမှုမလာတော့ဘူးတဲ့ဒီဒုက္ခတွေကတက်တာတော့ပုရုဇဉ်တွေမှာတော့အဲ့လိုမဟုတ်ဘူးကိုယ်ဆင်းရဲမှုလာလိုက်တာနဲ့စိတ်ဆင်းရဲမှုကဆက်နွယ်ပြီးရောက်လာစိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့လေကိုယ်ဆင်းရဲမှုဖြစ်တယ်ယန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ်ဆင်းရဲမှုတော့ရှိတယ်စိတ်ဆင်းရဲမှုဘယ်တော့မှမလာတော့ဘူးတချမ်းသက်တာသွားပြီပေါ့အေးဒုက္ခဆိုတာတရားကိုအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဘိဓမ္မာသဘောအရဆိုရင်ဒုက္ခသဟဂုတ်ကာယဝိညာဉ်စိတ်မှာရှိတဲ့ဝေဒနာခန္ဓာကိုယ်မှာတကယ်ဖြစ်ပေါ်လာတဲ့နာကျင်ကြိုက်ခဲမှုဆိုတဲ့ဆင်းရဲခံစားရတဲ့ဝေဒနာဒီကာယိကဒုက္ခတဲ့အဲ့ဒါတကယ်ဒုက္ခပဲနောက်ဒုက္ခတစ်ခုကဒေါသမှုတွေးမှာဒေါသမှုစိတ်နှစ်ခုမှာရှင်ပြီးတော့ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့စိတ်ထဲမှာဝမ်းနေခြင်းကြေကွဲခြင်းမကျေနပ်ခြင်းလို့ဆိုတဲ့ဒေါမနတဝေဒနာဒေါမနတဝေဒနာနဲ့ဒုက္ခဝေဒနာဒီနှစ်ခုကိုဒုက္ခလို့ခေါ်တယ်အဲ့ဒီဒုက္ခကိုလူတိုင်းသိကြတယ်ပေါ့လူတိုင်းသိတယ်နောက်မသိကြတဲ့ဒုက္ခတွေကဘာလို့ဆိုလို့ရှိရင်ဝိပရိနာမဒုက္ခတဲ့ဝိပရိနာမဒုက္ခဆိုတာဘာလို့ဆိုလို့ရှိရင်ပြောင်းလဲသွားလို့ရှိရင်ဒုက္ခဖြစ်လာတဲ့ဒုက္ခအဲ့ဒါကိုတော့လူတွေကဒုက္ခလို့ပဲယူဆကြတယ်နော်ဝမ်းသာတယ်ပျော်တယ်စိတ်ချမ်းသာတယ်ကိုယ်ချမ်းသာတယ်ကာယိကဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစေတသိကဆိုတဲ့စိတ်ချမ်းသာမှုတွေဟာတည်မြဲတဲ့အရာမဟုတ်ဘူးခိုင်မာတဲ့အရာမဟုတ်ဘူးမကြခင်ပဲကိုယ်ချမ်းသာမှုသည်လက်လွတ်ဆုံးရှုံးသွားတယ်စိတ်ချမ်းသာမှုကလည်းလက်လွတ်ဆုံးရှုံးသွားတယ်ချမ်းသာဒုက္ခကပြောင်းလဲသွားတာနဲ့တပြိုင်နက်ဒုက္ခအဖြစ်ကိုရောက်သွားလို့မြတ်စွာဘုရားကအဲ့ဒါကိုဝိပရိနာမဒုက္ခလို့နာမည်ပေးထားတယ်ပြောင်းသွားရင်ဒုက္ခရှိနေတော့ဒုက္ခပြောင်းသွားတဲ့အခါမှာဒုက္ခဖြစ်လို့ဝိပရိနာမဒုက္ခဆိုဒီမှာ
သောမနတဝေဒနာနဲ့ဒုက္ခဝေဒနာကိုခေါ်တယ်လို့စာပေလူမှတ်ချင်အဲ့ဒါဝိပရိနာမဒုက္ခဆိုတာလူတွေနှစ်သက်မြတ်လို့တဲ့ကာယကဒုက္ခကိုချမ်းသာမှုစေတသိကဒုက္ခစိတ်ချမ်းသာမှုဝမ်းသာမှုပျော်ရွှင်မှုဆိုတဲ့ဒုက္ခဝေဒနာနဲ့သောမနတဝေဒနာနှမျိုးကိုမြတ်စွာဘုရားကဒုက္ခတွေထဲ့တဲ့အခါမှာဝိပရိနာမဒုက္ခလို့ဒီလိုဟောတယ်နော်နောက်တစ်ခါခံစားချက်တစ်မျိုးကျန်နေသေးတယ်ဥပိ္ပခာလို့အလုံးကခေါ်ကြတယ်သို့မဟုတ်အဒုက္ခမဒုက္ခဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့ဈာထဲမှာစัจ जा ခံစားမှုမထင်ရှားတဲ့ခံစားမှုလေးကိုအဲ့ဒီခံစားမှုကြတော့ဘာဒုက္ခလို့ခေါ်တော့ဆိုရင်အကြောင်းတရားကိုမှီပြီးတော့ဖြစ်ပြီးမတည်မြဲတဲ့အရာဖြစ်သောကြောင့်သင်္ခါရဒုက္ခလို့ခေါ်တယ်။ဟောဝေဒနာရှုတော့ကကျူမယ်ဆိုလို့ရှိရင်ဝေဒနာ၅မျိုးလုံးဟာဒုက္ခတွေကြီးပဲလို့ဆိုလိုတာပေါ့။ကာယကဒုက္ခစေတသိကဒုက္ခသို့မဟုတ်ဒုက္ခဝေဒနာနဲ့ဒေါမနတဝေဒနာတို့သည်ဒုက္ခဒုက္ခဒုက္ခဝေဒနာနဲ့သောမနတဝေဒနာတို့သည်ဝိပရိနာမဒုက္ခဥပိ္ပခာဝေဒနာသည်သင်္ခါရဒုက္ခလို့ဒီလိုပြောလို့တာနော်ဒါဒုက္ခအကြောင်းအဲ့တော့ဉာဏ်တဲ့သဘာဝတရားတွေအလုံးဟာလည်းပဲသင်္ခါရဒုက္ခတွေအကုန်ဝင်သွားတာပဲဒါမှမဟုတ်မြတ်စွာဘုရားကတခါတည်းခါကျတော့အလုံးဟာဒုက္ခလို့ခေါ်တာလေသစ္စာ၄ပါးမှာဆိုရင်ပထမသစ္စာမှာဒုက္ခလွဲလို့ဘာမှမရှိလို့ဒုက္ခလို့ပဲအကုန်ဟောလိုက်တာပဲအဲ့ဒီဒုက္ခဆိုတဲ့အထက်မှာဒုက္ခတွေလည်းပါတာပဲသင်္ခါရရှုထောင့်ကကြည့်လိုက်လို့ရှိရင်တခုမှမဟုတ်သည့်အတွက်ကြောင့်ဒုက္ခနောက်တနည်းကဒုက္ခသစ္စာမှာဒုက္ခဆိုတဲ့အဓိပ္ပာယ်လေးကစကလုံးတီထွင်ထားမှုကိုကြည့်ပြီးတော့စကလုံးရဲ့အဓိပ္ပာယ်တစ်ခုစီပုံဖော်တဲ့နည်းနဲ့ပုံဖော်ကြည့်တဲ့အခါမှာဝိသုဒ္ဓိမဲ့မှာအဓိပ္ပာယ်တစ်မျိုးဖွင့်ထားတာဒုရဲ့ခရဲ့စကလုံးနှလုံးပေါင်းပြီးတော့ဒုက္ခလို့ခေါ်ထားတာတဲ့ဒုဆိုတာကျင့်တတ်เสียမကောင်းဘူးယွံမုန်းเสียကောင်းတယ်ဆက်ဆုပ်เสียကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဒုသားဆိုသားမိုက်ကိုဒုပုဒ္ဒသားဆိုသားမိုက်အဲ့ဒါမျိုးကိုဒုဆိုတဲ့စကားလုံးနဲ့သုံးတယ်ဆက်ဆုပ်เสียကောင်းတယ်မုန်းเสียကောင်းတယ်ဆိုတာဒုခဆိုတာကြတော့ဘာမှမရှိဘူးလို့အဓိပ္ပာယ်ရတယ်ခဆိုတဲ့အဓိပ္ပာယ်ကကောင်းငင်ဆိုတာလက်နဲ့စမ်းကြည့်ဘာတွေ့ဘာမတွေ့ဘာမရှိဘူးလို့ပြောတယ်နော်အဲ့ဒီစကားလုံးနှလုံးကိုပေါင်းလိုက်တဲ့အခါဆက်ဆုပ်ယုံမုန်းเสียကောင်းပြီးတော့ထင်းတဲ့အတိုင်းဘာတစ်ခုမှမရှိတဲ့အရာလို့ဒီလိုပြောလို့အဲ့တော့မရှိဘူးဆိုတာဘာကြောင့်မရှိတာလဲဆိုလူတွေကထင်တယ်အဲ့ဒီခန္ဓာတွေကိုပဲငါလို့ထင်တယ်သူလို့ထင်တယ်တကယ်ကြတော့ရှိရလားမရှိဘူးကိုယ်ဟာလို့ထင်တယ်တကယ်တော့လည်းရှိလားမရှိဘူးအဲ့တော့ဘယ်အရာမှတကယ်ထင်တဲ့အတိုင်းဝိဇ္ဇာဝါဒအယူရှိတဲ့ပုဂ္ဂိုလ်တွေကခိုင်မာတဲ့အရာလို့စိတ်ကထင်ထားတဲ့အရာတွေအလုံးဟာတကယ်တော့အတွေးအထင်တွေမျှတာဖြစ်တယ်။ဘာတစ်ခုမှမရှိဘူး။သူ့အကြောင်းကြောင့်သူ့ဟာသူဖြစ်လာပြီးပြတ်သွားကြတာကြီးပဲ။အလုံးဟာရှာမရအောင်ပြတ်သွားတာကြီးပဲ။ဒီဒါကြောင့်မလို့ဒုဆက်ဆုပ်เสียကောင်းတယ်ကျင့်တတ်เสียမကောင်းဘူးခထင်တဲ့အတိုင်းတစ်ခုမှမဖြစ်ဘူး emptiness လို့ခေါ်တယ်တုံညဆိုတဲ့အဓိပ္ပာယ်မျိုးပြောခတုတ်ဆဆိုတာဘာတစ်ခုမှမရှိဘူးထင်တာတွေကတစ်ခုမှမဟုတ်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒီအဓိပ္ပာယ်နဲ့ကြည့်လို့ရှိရင်သင်္ခါရသဘာဝတရားတွေဘာတစ်ခုမှရှိတာမရှိဘူးဒါကြောင့်ဒုက္ခနဲ့ပြောနေကြတာအလုံးလူသိများနေတဲ့ဒုက္ခကာယကဒုက္ခနဲ့စေတသိကဒုက္ခဒါတော့ပဲလူတွေကဒုက္ခလို့ထင်တာကျန်တာတွေကြတော့ဒုက္ခလို့ထင်ပြီးတော့လိုချင်နေကြတယ်နှစ်သက်နေကြတယ်မျက်နှိုးနေကြအဲ့ဒီလိုချင်နှစ်သက်မှုဒီပင်လေနန္ဒီဒုက္ခသမူလံပဲဒုက္ခရခြင်းရဲ့အကြောင်းဖြစ်နေတယ်မြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်မလို့တန်တရားဝတ်ထဲကလွတ်ဖို့ရအမတန်မှခဲဒုက္ခဆိုတာကိုမြတ်စွာဘုရားကတာယုတ်ပါဠိတော်တစ်ခုမှာဟောထားတာအမတန်မှရှင်းရှင်းလေး
ယောဘိက္ခွေရူပတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောကိုယ်တဏ္ဍာမှာယုတ်တရားလေးဖြစ်လာတာဟာဘာဖြစ်လာတာတုံးဆိုဒုက္ခလေးတစ်ခုဖြစ်လာတာပဲဒုက္ခတွေဖြစ်လာတာလားမဟုတ်ဘူးရောဂဏံထိတိစရမရဏတပါတုပါယောဂဆိုတာလဲဒါကိုပဲခေါ်တာလေဟောဒီကိုယ်တဏ္ဍာမှာရလာတဲ့ရုပ်တင်မကဘူးရုပ်ဝေဒနာသင်ညာသင်္ခါရမြတ်စွာဘုရားအကုန်လုံးဟောတာရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးခန္ဓာ၅ပါးရလာတာဘာရတာတော့ဘာဖြစ်လာတာတော့ဆိုဒုက္ခပဲဖြစ်လာတာခုနခြေနှက်เสียမကောင်းတဲ့ဘာမှမဟုတ်တဲ့အရာတွေဖြစ်လာတယ်လို့သူပြောတယ်အဲ့ဒါတွေတင်လားတော့မကဘူးရောဂဏထိတိယောဂဆိုတာဘုန်းကြီးတို့တွေကအပြင်ကိုသွားပြီးတော့တရားခံရှားနေတာအပြင်ကနေလာတာတို့ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာတို့ဘာကြောင့်ဖြစ်တယ်ညကြောင့်ဖြစ်တယ်လို့သာပြောနေတာတကယ်ကတော့ကိုယ်ခန္ဓာကိုယ်ကြီးကယောဂကြီးပဲလေယောဂဆိုတာတခြားဟာခေါ်နေတာမဟုတ်ဘူးဒီခန္ဓာဝေဒနာရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်စုဆိုတဲ့ဒီသဘာဝတရားကြီးကယောဂကြီးပဲဟောရောဂဆိုတာနာကျင်တတ်တယ်ပျက်စီးတတ်တယ်ရုပ်စတိတိရောဂောဆိုနာကျင်တတ်တယ်နှိစ္စတတ်တယ်ဒီခန္ဓာကိုယ်တွေကရလာတာဒီခန္ဓာကိုယ်ကြီးရှိနေဒါတွေကလာနေမှာပဲဘယ်လိုမှရှောင်လွဲလို့မရနိုင်တဲ့အနေအထားတစ်ခုပေါ့နော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားအလုံးကိုခြုံပြီးတော့ခန္ဓာ၅ပါးကိုဒုက္ခလို့ခေါ်လိုက်တယ်သို့တော့အများနားလဲအောင်လို့ဆိုပြီးတော့ဓမ္မစကြာမှာမြတ်စွာဘုရားကဒုက္ခ12မျိုးဟောတာတချို့စာမှာတော့တစ်မျိုးပို့ပြီးတော့73မျိုးဆိုတာလည်းရှိမယ်ပေါ့သို့တော့ဝိသုဒ္ဓိမတ်မှာပါတဲ့အတိုင်းမှာဆိုရင်ဓမ္မစကြာမှာဟောထားတာမြတ်စွာဘုရားဒုက္ခ12မျိုးဟောတာအားလုံးသိတဲ့အတိုင်းပဲဇာတိပိဒုက္ခဇရာတရားဟာဒုက္ခဇာတိတရားဟာဒုက္ခပဲဇာတိဒုက္ခလို့ဘာကြောင့်ဇာတိကိုဒုက္ခလို့ပြောတာတော့လို့ဆိုလို့ရှိရင်အာလုံးပြဿနာတွေဟာဇာတိဆိုတာမွေးဖွားလာမှုမှာမူတည်တာဟုတ်ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတာရလာသည့်အတွက်ကြောင့်အာလုံး problem တွေပြဿနာတွေဒုက္ခတွေတက်လာတာဖြစ်သောကြောင့်ဇာတိဟာဒုက္ခဒါကြောင့်မို့ဝိသုဒ္ဓိမကရှင်းပြတယ်ဇာတိကဘာကြောင့်ဒုက္ခလို့ပြောရတာတော့လို့ဆိုရင်ဒုက္ခဝတ္ထုဘာဝတော့ဒုက္ခရဲ့တရားဌာနတရားအကြောင်းဖြစ်နေလို့ဆင်းရဲဒုက္ခတွေအားလုံးဟာဇာတိကနေပြီးတော့ဥတည်လာတာပဲဇာတိရလာတာနဲ့တပြိုင်နက်ကိုယ်ဒီဘာတွေရလာကြတော့ဆိုဒုက္ခကြီးရလာတာပဲဒုက္ခကြီးရလာတာလို့သို့တော့ဒုက္ခကြီးရလာတာလို့တာမန်ပုဂ္ဂိုလ်တွေမြင်နိုင်လားလို့ဆိုမြင်နိုင်ဘူးမမြင်သည့်အတွက်ကြောင့်နန္ဒီဒုက္ခသမနှစ်သက်မှုဆိုတာလာနေတယ်လာနေသည့်အတွက်ကြောင့်ဒီဒုက္ခကြီးကထပ်တလဲလဲရနေအောင်ပါပဲဝိသုဒ္ဓိမတ်မှာတော့ကိုတော့မသိနိုင်ဘူးပေါ့လေမိခင်ဝမ်းထဲမှာတရေတည်တဲ့အချိန်မှာဘလောက်ဆင်းရဲတယ်ဆိုတာကိုတရုပ်ဖော်ပြီးတော့ရေးထားတာရှိသေးတယ်နော်အဲ့ဒါလို့တရုပ်ဖော်ပြီးတော့ရေးထားတာတွေကိုဒီလောက်တင်ကိုရည်စူးပြီးတော့ပြောတာမဟုတ်ဘူးဇာတိဆိုတာဒုက္ခအလုံးရဲ့တရားဌာနကြီးဖြစ်တယ်ဒါကြောင့်မို့လို့ဇာတိဟာတကယ်ဒုက္ခပဲဗမာစကားတစ်ခုမှရှိတယ်ငါးတကာယူတဲ့မစင်ဟာပစွန်စိတ်ကောင်းမှစုတယ်ဆိုတာလိုပဲဟောအလုံးဒုက္ခတွေကဇာတိပေါ်မှာပုံကြပေါ့လူလောကမှာလူတွေမွေးလာသည့်အတွက်ကြောင့်ဘာဖြစ်ကြလဲဖြားကြရတယ်အိုကြရတယ်နာကြရတယ်သေကြရတယ်ဒီဒုက္ခတွေဟာမွေးဖွားလာလို့ဖြစ်တာလေမမွေးဘူးဆိုမဖြစ်ဘူးဒီယောဂဆိုတာဒါကြောင့်မလို့ဒီခန္ဓာရှိထားတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲကျမ်းမာပါတယ်လို့လူတွေကကိုယ့်ကိုယ်ထင်မိမဲ့လို့ဘယ်လိုမှကျမ်းမာတယ်ဆိုတော့မပြောနိုင်ဘူးဒါလေးပါအစဉ်ပြေပြီးတော့လုံနိုင်ကိုင်နိုင်သွားနိုင်လာနိုင်နေတဲ့အချိန်လေးမှာတော့ကျမ်းမာတယ်လို့ပြောနေကြတယ်ပေါ့ဒါမို့သုတ်တန်တစ်ခုကမြတ်စွာဘုရားကခေါ်တာယောဣမံကာယံပရိဟရန္တောမုတ်တံပိအာရောကျံပဋိဇာနိယခိမိညတ္တရဘာလျာဆိုတဲ့စကားလုံးလေးရှိတယ်နဂုလပိဋကတကာကြီးကိုဟောတာဒီလိုဒုက္ခတွေနဲ့ပြည့်နှက်နေတဲ့ခန္ဓာကိုယ်ကြီးကိုရထားတာဖြစ်ပါလျက်သားနဲ့တဲ့
ကျမ်းမာပါတယ်လို့ပြောရင်မိုက်လို့ပြောတာမသိလို့ပြောတာတဲ့ကျမ်းမာတယ်လို့ပြောတဲ့ပုဂ္ဂိုလ်ဟာမသိလို့ပြောတာပါတကယ်ကတော့ရုပ်ခန္ဓာကြီးဆိုတာအမြဲတမ်းပြုပြင်ပြီးတော့နေကြရတာပါကျမ်းမာတယ်လို့မရှိပါဘူးမလုံနိုင်မရှားနိုင်မစားနိုင်မတောက်နိုင်ပြီဆိုတော့မှလူတွေကမကျမ်းမာဘူးလို့သတ်မှတ်ကြတယ်ပေါ့သွားနိုင်လာနိုင်နေတဲ့ချိန်လေးတော့အဲ့ဒါအပြောင်းလဲတွေလုပ်ပြီးတော့ဖုံသွားကြတာလေကြည့်လေဒုက္ခကိုဘာကဖုံးလို့ဆိုရင်ဣရိယာပဋ္ဌာကဖုံးတယ်လို့ပြောတာမယုံရင်ကြာကြီးထိုင်ကြည့်ပေါ့တရားပွဲတောင်မှ2နာရီ3နာရီတရားတဲ့အတွဲမှာလာထိုင်ရမယ်ဆိုရင်ခါတွေကညောင်းလာတာဟိုကညောင်းလာတာတွေဖြစ်လာတယ်ဒါသူ့တော်ဘာပြလာတဲ့သဘောပဲအဲ့ဒီညောင်းတာညာတာလေးကိုလမ်းလျှောက်လိုက်တဲ့အခါပြေးသွားတဲ့အခါလူကဒုက္ခမရှိဘူးလို့ထင်သွားရပြန်ဖုံးလိုက်တာလို့ခေါ်တယ်အဲ့ဒါကိုပဲစာပေကဣရိယာပုနဲ့ဖုံးထားတာတဲ့ဒုက္ခမထင်ရှားအောင်အဲ့လိုအပြောင်းအလဲလေးတွေနဲ့လူတွေဟာကိုယ့်ကိုယ်ကိုလှည့်စားပြီးတော့နေကြရတာအဲ့ဒါလိုမှမဟုတ်လို့ရှိရင်အမြဲတမ်းဒုက္ခကြီးပဲတွေ့နေမှာပဲကိုယ့်ကိုယ်ကိုလှည့်စားထားတယ်ကိုယ်စိတ်လေးကိုကိုယ်လှည့်စားထားတယ်လှည့်စားထားပြီးတော့ကျမ်းမာတရားရောနေကောင်းတရားရောဒီလိုပဲနေကြရတာဟုတ်ကဲ့လားဒါကြောင့်မို့ဒုက္ခသဘာဝဟာဣရိယာပုကိုပယ်ဖြတ်လိုက်မယ်ဣရိယာပုတစ်ခုတည်းပဲထားလိုက်မယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးကခန္ဓာကြီးမရှိတော့ဘူးကုန်ပြိုလဲသွားမယ်ဒုက္ခရဲ့သဘောတွေကထင်ရှားလာလိမ့်မယ်လို့ဒီလိုဆိုတာကောင်းပြီဇာတိပိဒုက္ခလို့ပရိစ္ဆေသမုပ္ပါဓမ္မစကြာတရားမှာဒုက္ခ12မျိုးဇရာပိဒုက္ခအိုခြင်းဆင်းရဲဆိုတာတော့လူငယ်လူရွယ်တွေကသိတဲ့ဘောမပေါက်ဘုန်းကြီးတို့လည်းငယ်စဉ်ကသိတဲ့ဘောမပေါက်ဘူးအသက်ကြီးတဲ့လူတွေကိုကြည့်လိုက်လို့ရှိရင်သူတို့အေးအေးဆေးဆေးနေကြရတယ်ဘာမှမလုပ်ရဘူးဆိုပြီးတော့သဘောတောင်ကျတယ်ဖိုးကြီးဖွားကြီးတွေကြည့်ပြီးသဘောကျတယ်အေးအေးဆေးဆေးနေရတယ်ကိုယ်အသက်ကြီးလာတဲ့အခါကျတော့မှမဟာမန်းပို့သိတယ်နော်ငယ်ငယ်ရွယ်ရွယ်နဲ့မတူအသက်ကြီးလာပြီဆိုလို့ရှိရင်ထိုင်းနေလို့လဲကောင်းလို့ထိုင်းနေတာမဟုတ်ဘူးစားနေတဲ့အချိန်မှာလဲကောင်းလို့စားနေတာမဟုတ်ဘူးအိတ်နေရတာလဲကောင်းလို့အိတ်နေတာမဟုတ်ဘူးဣရိယာပု၄ပါးဘယ်နေရာမှသိသက်သာလာတယ်မဟုတ်ဘူးတဲ့စရာဒုက္ခဝိချင်းဆင်းရဲဆိုတာအိုးလာတဲ့ပုံကိုယ်တွေကြတော့ပို့ပြီးတော့သိလာအိုခင်ကလူတွေကရွပနမရလို့ခေါ်တဲ့နုပြုံမှုမာနတွေတက်ကြွလို့မအိုဘူးလို့ဒီလိုထင်နေတာအိုးလာပြီဆိုလို့ရှိရင်ငယ်စဉ်ကအလှတွေအကုန်ပြိုဆင်းသွားတယ်နော်နေ့စဉ်နဲ့အမျှခန္ဓာကိုယ်ရဲ့နုပြုံမှုတွေဟာအားလုံးယူသွားတာဒါကြောင့်မို့တနေ့အချိန်ကုန်သွားတယ်ဆိုတာဒီအချိန်ကအလကားသားသူ့ဟာသူတယောက်တည်းထွက်သွားတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့နုပြုံမှုတွေကိုယူသွားတာဒီကနေ့နုပြုံမှုတွေလက်ဖြင့်ကပါမလာအောင်ဒီနေ့ယူသွားပြီမရှိတော့ဘူးလက်ဖြင့်ကကြတော့ဒီကနေ့လောက်မနုတော့ဘူးဟိုလက်ဖြင့်ကနုပြုံမှုတွေကိုလည်းဟိုတစ်ပတ်ခါကြလို့ရှိရင်ယူသွားမှာပဲအဲ့ဒါလို့ယူပြီးတော့သွားတာနောက်ဆုံးမှပရေတွေတွန့်ပြီးသွားတွေကြိုးကြံရတာပဲရှိတယ်ဟုတ်ကဲ့တဏှာကြီးပြီးတဏှာကြီးယူသွားတယ်နုပြုံမှုအချိန်ကုန်တယ်ဆိုတာအချိန်ဒီအလဟတကုန်တာမဟုတ်ဘူးဒါမို့ကာလောဂတတိဘူတာနိသဗ္ဗနေဝသဟတနာအချိန်ကာလတတ္တဝါတွေကိုစားပစ်တယ်ဆိုတာစားသွားရှိသမျှတွေအကုန်ပါသွားတာသူ့ကိုယ်သူလည်းပြန်စားသွားတယ်အချိန်ဆိုတာသူ့ဟာသူလည်းပြန်စားလိုက်လို့အချိန်ဆိုတာကုန်သွားပြန်တာဒါကြောင့်မို့တနေ့ပြီးတနေ့ဒီနုပြုံမှုဟာဒီအချိန်ကုန်လာတာဟာအိုခြင်းဆိုတဲ့သဘာဝတရားဟာနော်အချိန်ရှိသမျှအိုခြင်းဘက်ကိုတွားပြီးတော့နုပြုံမှုအလုံးကိုဖျက်ဆီးပြီးတော့တွားနေတယ်လို့ဒါကြောင့်မို့ဇရာဆိုတာလည်းပဲဒုက္ခပဲဒုက္ခတရားပဲဇရာဒုက္ခဖြစ်လာပြီဆိုလို့ရှိရင်ဟဋ္ဌပါဒအနတ္တဝါကိုယ်လက်ကိုယ်ခြေကတောင်ကိုယ်စကားနားမထောင်တော့ဘူးတဲ့မှန်တယ်ဒီကုံတော့
ကိုယ်လက်ပဲကိုသုံးညနာသုံးလို့ရတယ်ကိုခြေတော့ပဲကိုပိုင်တယ်လို့ထင်တယ်ဘယ်ဒီဘက်လှမ်းလိုက်မယ်ထင်ပေမဲ့ဟိုဘက်ရိမ့်ရင်ရိမ့်သွားတာနော်လက်ကလည်းမြောက်ချင်လို့ရကြမှာရတာအဲ့တော့ကိုယ်လက်ကိုခြေဟာမပိုင်ဘူးဆိုတဲ့ဟာအမတန်မှထင်ရှားတယ်ပေါ့ဟဋ္ဌပါရအနတ္တဝါနောက်ဒါရင်လားလို့ဆိုအင်းအားတွေပါပါသွားတယ်ဇရာတရားထဲမှာယတ္တသောဝိဟတထာမောကထန္တမံစရိတ္တိသက္ခုပါဠရဲ့အလောင်းပါဠတက္ကကြီးကပြောပြတဲ့နေရာအာယနေကုံသွားတဲ့ပုဂ္ဂိုလ်တရားဟာဘယ်လိုလုပ်ပြီးတော့တရားကျင့်နိုင်မှာလဲအားတွေဟာလဲစရာကနေပြီးတော့ယူသွားလို့မရှိတော့ဘူးအမတန်အားကောင်းတဲ့ပုဂ္ဂိုလ်တွေတောင်မှထူပါအောင်ထားပါအောင်နဲ့ဝိုင်းပြီးတော့လုပ်နေကြအားတွေဟာကုံသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားစရာဆိုတာအခုလိုလူပြမှုတွေအားလုံးကိုလည်းဖျက်ဆီးပစ်တယ်အားတွေအားလုံးကိုလည်းပဲကုံဆုံးစေတယ်ဒါကြောင့်မို့စရာတရားကိုဒုက္ခမပြောတာနော်မရဏတရားဒုက္ခဆိုတာတော့ဒါထင်ရှားပါလေပေါ့လူတိုင်းသိခြင်းတရားရဲ့ဒုက္ခကတော့အမတန်မှကြီးပါပဲအဲ့ဒီထဲမှာတောကဆိုတဲ့ဒုက္ခတစ်ခုရှိသေးတယ်မသိခင်စာကြမှာနေ့စဉ်နဲ့အမျှလူတွေဟာလူတစ်ခုပူမှုရတဲ့ဆက်ကလေးလို့ပြောကြမကတော့မကတော့ဘူးเนาะပူစရာမရှိတဲ့ခါလေးကြတော့ရှားကြံပြီးတော့ပူတာပူရတဲ့လူကတော့ရှားကြံပြီးတော့ကိုပူတာတွေးပြီးတော့လည်းပူတာပဲမဖြစ်သေးတာလည်းတွေးပူတာပဲဖြစ်ပြီးသားလည်းပူနေထားပဲเนาะအဲ့ဒါကြောင့်မို့တောကဆိုတာတစ်စုံတစ်ခုဆုံးရှုံးနစ်နာမှုဖြစ်တော့မယ်ဆိုရင်လည်းပူတယ်ဖြစ်သွားရင်လည်းပူတယ်အလုံးဟာပူမှုတွေကိုဖြစ်စေတယ်ဒါလည်းဒုက္ခပဲပရိဒေဝတဲ့ပူရာတွေမခံနိုင်တဲ့အခါကျတော့နှုတ်ကနေထုတ်ပြောပြီးတော့ငိုကြွေးရလောက်အောင်ဖြစ်လာလို့ရှိရင်ဒါပရိဒေဝလို့ခေါ်တယ်သူကလည်းပဲဒုက္ခပဲနောက်ခန္ဓာကိုယ်မှာခုနကပြောတဲ့ကာယကဒုက္ခလို့ဆိုတာလေဒုက္ခပဲစိတ်မချမ်းသာဖြစ်တဲ့ဒေါမနတစိတ်ထဲမှာမကြေမနပ်ဖြစ်တာတို့ပူဆွေးတာတို့ဆိုလို့ရှိရင်လည်းဒါဟာလည်းပဲဒုက္ခပဲနောက်ဥပါယတဆိုတာဒုက္ခတွေခံစားရလုံးမကခံစားလာတဲ့အခါစိတ်တွေဆိုးလာတာစိတ်တိုးလာတာအဲ့ဒါဥပါယတဒါမှမဟုတ်ဥပါယတကျတော့ဒေါသကိုပြောတာစေတောဒုက္ခပပဝိတောစိတ်ထဲမှာအမတန်မှခံမြင်လာလို့ဒီဒုက္ခဝေဒနာခံလာရတဲ့ပုဂ္ဂိုလ်တယောက်ဟာဒေါသဖြစ်လာတချို့များဒေါသဖြစ်လာလို့ကိုယ့်ကိုယ်ရိုက်ပြီးတော့ဒုက္ခမခံနိုင်လို့ကိုယ့်ကိုယ်တတ်သေးတာတို့ဒုက္ခမခံနိုင်လို့ကိုယ့်ကိုယ်သေချောင်းကြံတာတို့နော်အဲ့ဒါဥပါယတဆိုတာပြင်းထန်တဲ့ဒေါသတွေဖြစ်ပေါ်လာတာဒါတွေဟာလည်းပဲဒုက္ခတွေပဲဒုက္ခ12မျိုးထဲမှာဒါတွေပါတယ်ပေါ့နောက်တစ်ခုကတော့အပိယေဟိတံပယောဂဒုက္ခလူတွေဟာကိုယ်နဲ့ကိုယ်သဘောကျတဲ့အရာကိုခင်မင်တဲ့အရာနဲ့သာဆုံရကြုံရတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာကိုယ်မျက်စိထဲမှာမမြင်ကျင်ပါဘူးဆိုတာလည်းမြင်ရတာပဲမကြားကျင်ပါဘူးဆိုတာလည်းကြားကိုယ်မကြိုက်တာတွေလည်းမြင်ရမှာကိုယ်မကြိုက်တာတွေလည်းကြားရနော်ကိုယ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်နဲ့လည်းတွေ့ချင်တွေ့နေပြီဒါကိုအပိယေဟိတံပယောဂဒုက္ခအပိယလို့ဆိုတာကိုယ်စိတ်ထဲမှာမနစ်မြို့တဲ့ဟာပုဂ္ဂိုလ်ရင်လည်းဖြစ်မယ်ပစ္စည်းဝတ္ထုတွေလည်းဖြစ်နိုင်တယ်အကုန်ယူရတယ်သူကအပိယေဟိတံပယောဂဒုက္ခဒါလည်းပဲမရှောင်လွဲနိုင်လို့လူတွေဟာကိုမနစ်ချိုက်တဲ့အရာတွေနဲ့စုံစည်းပြီးတော့ဘဝတစ်ခုမှာကြုံတွေ့နေကြရတာတွေအများကြီးရှိတယ်အဲ့ဒီဒုက္ခကလည်းသေးတဲ့ဒုက္ခမဟုတ်ဘူးနောက်တစ်ခုကျတော့ကိုနှစ်တဲ့သဘောကျလို့ကိုမြတ်နိုးတဲ့အရာတွေနဲ့လည်းပဲမခွဲချင်မဲနဲ့ခွဲနေရတယ်ပိယေဟိဝိပယောဂဒုက္ခဒါလည်းဒုက္ခပဲဒါလည်းထင်ရှားတဲ့ဒုက္ခတစ်ခုပဲနောက်တစ်ခုကတော့ယံပိဿနလဘတိတံပိဒုက္ခလို့ဆိုတာကြတော့မဖြစ်နိုင်တာကို
လူချင်းတောင်းတလာလို့ရှိရင်မဖြစ်နိုင်တာကဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့အရာနဲ့စာပေကျမ်းကအယူလိုစကြတော့ကိုလိုချင်တာမဖြစ်ဘူးဆိုတာတချို့ကကားစီးခြင်းနဲ့ကားမစီးရဘူးလို့နော်တိုက်ဆောက်ခြင်းနဲ့မဆောက်နိုင်ဘူးဒီဟာမျိုးကိုဆိုလိုတာလားလို့ဆိုအဲ့ဒါဖြစ်နိုင်သေးတယ်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်သေးတာသာရှိတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဟုတ်ကဲ့လားဒါမို့တချို့လူတွေပြောတယ်မို့လားလောကမှာမဖြစ်နိုင်တာဆိုတာမရှိဘူးမဖြစ်သေးတာသာရှိတယ်ပေါ့အဲ့ဒါမျိုးကိုဆိုလိုတာမဟုတ်ဘူးမွေးလာပြီးတဲ့နောက်မအိုးခြင်းဘူးဆိုလို့ရမလားမနာခြင်းဘူးဆိုရင်ရောမသေးခြင်းဘူးဆိုရင်ရောအဲ့ဒါကိုရည်ညွှန်းတာယံပိဋ္ဌာနာလည်းပဲဒီတန်ပိဒုက္ခဆိုတာမဖြစ်နိုင်တာတွေနော်ကိုဘလောက်ပဲလိုခြင်းလုံးဝမရနိုင်တဲ့ဟာကိုအဲ့ဒါလည်းဒုက္ခတစ်ခုပဲဒီလိုဆိုလို့ကဲဒုက္ခတယုတ်တွေရှောက်ထုတ်လို့တော့ကုန်မှာမဟုတ်ဘူးဆိုပြီးတော့မြတ်စွာဘုရားကတန်ခိတ်တေနပစ္စုပါဒနဲ့ခန္ဓာဒုက္ခလို့နောက်ဆုံးမှာရထားတဲ့ဥပါဒနဲ့ခန္ဓာတွေဟာအကုန်လုံးဒုက္ခပဲလို့ပေါင်းလိုက်တဲ့အခါဒုက္ခ12မျိုးအဲ့ဒီဒုက္ခ12မျိုးဒုက္ခသစ္စာမှာမြတ်စွာဘုရားကတယုတ်ဖို့ပြီးတော့ဟောထားတာကဲဒုက္ခတွေအကြောင်းတော့သိပြီဒီဒုက္ခတွေဘာကြောင့်ဖြစ်တာတုံးလို့ဆိုတော့တရားနာမည်ကိုကြည့်လိုက်မယ်ဆိုရင်နန္ဒီဒုက္ခသမူလာမယ်အဲ့ဒီဒုက္ခတွေအားလုံးရဲ့အရင်အမြစ်ဘယ်ဟာလာတာတုံးဆိုရင်တဏှာလာတာပဲအာယုံ၅ပါးကာမဂုဏ်တရားတွေကိုနှစ်သက်ကျင့်နဲ့နေမယ်တွေ့တာနေအောင်မယ်ဆိုလို့ရှိရင်ဒီဒုက္ခတွေလာနေအောင်ပါပဲဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကမန္လာတိုင်းမှာဥရဝေလကပ္ပလို့ခေါ်တဲ့ဏီကုန်းရွာကြီးတစ်ခုရှိတယ်အဲ့ဒီဏီကုန်းရွာကြီးနီးမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ဥရဝေလကပ္ပကဏီကုန်းတကြီးရွာတကြီးရွာကောင်းဆောင်ပေါ့အဲ့ဒီလူရဲ့နာမည်ကဗတ္တရကလို့ခေါ်တယ်အဲ့ဒီဗတ္တရကဆိုတဲ့ရွာတကြီးကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ဒီနေ့တော့အရှင်ဘုရားတဲ့သူကဒုက္ခတော့ထိုက်တဲ့တော့သူသိတယ်ပေါ့လေဒုက္ခရဲ့သမုဒယဆိုတဲ့ဖြစ်ကြောင်းတရားနဲ့ဒုက္ခရဲ့အထင်ကမလို့ဆိုတဲ့ချုပ်ကြောင်းတရားဘာကြောင့်တပည့်တော်တို့တွေဒုက္ခဖြစ်တာဘာကြောင့်အဲ့ဒီဒုက္ခတွေဘာကြောင့်ချုပ်ငြိမ်းသွားနိုင်တယ်လဲဆိုတဲ့မေးခွန်းကိုမြတ်စွာဘုရားလာမေးတယ်မေးတော့မြတ်စွာဘုရားကသူ့ကိုဗာပြောလို့ဆိုရင်အတိတ်ကိုရည်ညွှန်းပြီးတော့အတိတ်ကဆင်းရဲဒုက္ခတွေဟာဘာကြောင့်ဖြစ်ခဲ့တယ်ဘယ်လိုချုပ်ငြိမ်းသွားတယ်ဆိုတာကိုငါမင်းကိုပြောမယ်ဆိုရင်တဲ့မင်းတန်တရားဖြစ်ကောင်းဖြစ်နေလိမ့်မယ်အတိတ်ဆိုတာပြီးခဲ့ပြီလေအတိတ်ကဒုက္ခတွေကိုငါပြန်ပြောရင်မင်းတန်တရားဖြစ်ကောင်းဖြစ်လိမ့်မယ်အနာဂတ်မှာဆင်းရဲဒုက္ခတွေကဘယ်လိုဖြစ်တယ်ဆိုတာကိုဘယ်လိုချုပ်တယ်ဆိုတာကိုပြောရင်လည်းပဲမင်းတန်တရားဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မလို့မင်းအခုဒီနာထိုင်းနေတော့မယ်ငါလက်တွေ့ပြမယ်ဆိုပြီးတော့ဘုရားကလက်တွေ့ဒုက္ခတစ်ခုကိုဖော်ပြရှိနော်သူ့ကိုမေးခွန်းလေးတစ်ခုမေးလိုက်တယ်မင်းဥရဝေလကပ္ပဆိုတဲ့ဟောဒီဏီကုန်းရွာကြီးထဲမှာလူဦးရေတွေမြောင်များစွာရှိတဲ့ထင်ပဲအချို့ပုဂ္ဂိုလ်တွေတစုံတစ်ခုဒုက္ခရောက်သွားမယ်ဆိုလို့ရှိရင်မင်းမှာစိတ်သောကဖြစ်ရမယ့်ပုဂ္ဂိုလ်တွေဒီရွာထဲမှာရှိသလားအချို့ပုဂ္ဂိုလ်တွေကြတော့သူတို့ဒုက္ခရောက်လဲမင်းအေးအေးဆေးဆေးနေနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေရောရှိသလားဒါကိုယ့်ကိုယ်ပဲစဉ်းစားကြည့်အခုဒီမှာစမ်းချောင်းမျိုးနယ်ထဲမှာတချို့နေကြတယ်တို့ဘာလို့အားလုံးခြုံပြောရင်ရန်ကုန်မြို့မှာနေကြတယ်ရန်ကုန်မြို့ထဲမှာရှိတဲ့ပုဂ္ဂိုလ်တချို့ဒုက္ခရောက်ပြီဆိုရင်ကိုယ်ပါစိတ်ဆင်းရဲရတဲ့ပုဂ္ဂိုလ်မျိုးတွေရှိသလိုသူတို့ဒုက္ခရောက်ပြီမဲ့လို့ကိုယ်စိတ်မဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးတွေရောမရှိပေဘူးလားရှိတယ်အဲ့တော့အဲ့ဒီမေကုန်းကိုမြတ်စွာဘုရားမေးလိုက်တာကဲဥရဝေလကပ္ပလူတွေတဲ့မဲ့တချို့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးမင်းတို့စိတ်ဆင်းရဲတယ်တချို့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်တဲ့ခါကျတော့မင်းစိတ်မဆင်းရဲဘူးဟုတ်တယ်မဟုတ်လားတဲ့အဲ့ဒါကဲမင်းပါမင်းစဉ်းစားကြည့်လိုက်တဲ့
တချို့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာပြီးတော့မင်းစိတ်ဆင်းရဲရတာဘာကြောင့်လဲတချို့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးမင်းစိတ်မဆင်းရဲတာဘာကြောင့်လဲလို့ဆိုတော့သူကဖြေတယ်အရှင်ဘုရားတဲ့တချို့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာလို့ရှိရင်တပည့်တော်သူတို့ပေါ်မှာခင်မင်မှုမှမရှိတာတဲ့စိတ်ဆင်းရဲစရာမရှိဘူးတဲ့တပည့်တော်နဲ့လည်းမသိဘူးတဲ့ကိုယ်နဲ့လည်းမသိဘူးကိုယ်နဲ့လည်းမပတ်သက်ဘူးဆိုတဲ့ပုဂ္ဂိုလ်တူတယောက်ဟာသူဘလောက်ပဲဒုက္ခရောက်ရောက်ကိုယ်မှစိတ်ဆင်းရဲမှုမဖြစ်လာဘူးတဲ့တချို့ပုဂ္ဂိုလ်တွေကြတော့တဲ့ဘာဖြစ်လို့တပည့်တော်စိတ်ဆင်းရဲမှုဖြစ်ရတော့ဆိုအဲ့ဒီပုဂ္ဂိုလ်တွေကတပည့်တော်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ်တွေဗျာတဲ့တန်ရောစဉ်ရှိတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့တန်ရောစဉ်ရှိတဲ့ပုဂ္ဂိုလ်တွေတစ်စုံတစ်ခုဖြစ်သွားပြီဆိုရင်တပည့်တော်စိတ်သောကရောက်ရပါတယ်ဟောဒီတည်းမဲ့သူ့ရဲ့အဖြေနဲ့မြတ်စွာဘုရားကဲဒါပဲကြည်ခင်မင်မှုဟာဒုက္ခဆောင်ယူလာတာပဲတဲ့ခင်မင်မှုမရှိဘူးဆိုရင်ဒုက္ခမရှိဘူးဆိုတာမထင်ရှားဘူးလားမြတ်စွာဘုရားလက်တွေ့ဒုက္ခဖြစ်ကြောင်းတရားကိုဟောပြတာဒါအဖြေကတော့မြတ်စွာဘုရားကဟောလိုက်တယ်ယံကိဉ္စိဒုက္ခံတံဘောတိယံကိဉ္စိဒုက္ခံဥပ္ပစ္စမနဥပ္ပစ္စတိတပ္ပန္တံသန္ဒမူလကံတဲ့သန္ဒနိဒာနံသန္ဒောဟိမူလံဒုက္ခတာဆိုလိုတာကဒုက္ခဖြစ်လာသည်များဟာတဏှာဆိုတဲ့အတွေ့အတာတဏှာဆံကချစ်ခင်မှုဆိုတဲ့တဏှာအတွေ့အတာပေါ်မှာမူတည်ပြီးတော့ဖြစ်တာတဲ့တဏှာအတွေ့ရှိနေလို့ရှိရင်ဒုက္ခဖြစ်မှာပဲဟုတ်တာပေါ့ဒါကြောင့်မို့လို့အတွေ့အတာရှိတဲ့နေရာမှာဒုက္ခဆိုတာလာတာလေဒါမို့ဘုန်းကြီးတို့မကြာခဏပြောတယ်where there is attachment there is worry ဆိုတာလေတွေ့တာမှုရှိတဲ့နေရာတောကဆိုတာလာတာပဲမတွေ့တာတဲ့နေရာမှာတောကဆိုတာမလာဘူးပစ္စည်းတစ်ခုဟာကိုယ်နဲ့ပတ်သက်လာတဲ့ပစ္စည်းတစ်ခုပျက်စီးသွားမှလည်းစိုးရိမ်ရတယ်ပျက်စီးသွားရင်လည်းတောကဖြစ်တယ်ကိုယ်နဲ့မပတ်သက်တဲ့ပစ္စည်းဟာဘလောက်ပဲတန်ကြေရှိဘယ်သူမှတောကမဖြစ်ဘူးတဲ့ဘာကြောင့်လဲတွေ့တာမှုကြောင့်ဖြစ်တာအဲ့တော့မြတ်စွာဘုရားကဒုက္ခဖြစ်တယ်ဆိုတာတခြားကြောင့်မဟုတ်ဘူးဟောဒီတွေ့တာမှုကြောင့်ဖြစ်တာအဲ့တော့ရှင်းတာပဲဒုက္ခဖြစ်ခြင်းအကြောင်းကတွေ့တာမှုပဲဒုက္ခချုပ်ငြိမ်းရင်ဘာလို့ဒီတွေ့တာမှုကိုဖယ်ရှားရမလဲတွေ့တာမှုကိုဖယ်လိုက်နိုင်တာနဲ့တပြိုင်တည်းဒုက္ခချုပ်ငြိမ်းသွားအဲ့ဒီတော့ဗတ္တရကဆိုတဲ့တခါကြီးကသဘောကျသွားအရှင်ဘုရားဟောတာမှန်လိုက်တာဗျာတဲ့တပည့်တော်မှာစိရဝါတိဆိုတဲ့သားကလေးတယောက်ရှိတယ်တဲ့သူကရွာပြင်ကခြံထဲမှာနေတယ်ပေါ့ခြံထဲမှာနေတယ်အဲ့ဒါမနဲ့မိုးလင်းနာတဲ့တပြိုင်နဲ့ဒီကအိမ်ကလူလွတ်ပြီးတော့မေးရတယ်တဲ့ကလေးနေကောင်းရလားလို့အခုလဲဒီပိဋကထဲလဲပါခြင်းပါမှာကလေးနေကောင်းရလားလို့အမြဲမေးနေရတဲ့ပုဂ္ဂိုလ်နော်အဲ့တော့သူတော့ညအိပ်ရာတခါတည်းမနဲ့မိုးလင်းနာတဲ့တပြိုင်နဲ့ဟေးခြံထဲသွားစမ်းကလေးနေကောင်းရလားဆိုတော့သွားမေးခိုင်းရတယ်အကယ်၍များနေမကောင်းဘူးဆိုပူးထူသွားတယ်တခါဘာဖြစ်လို့တော့ဆိုတော့စိရဝါတိလို့ဆိုတဲ့သူသားလေးပေါ်မှာသူအမတန်မှချစ်တယ်ပေါ့အရှင်ဘုရားဟောတာမှန်လိုက်တာချစ်ခင်တွေ့တာမှုဒီဒုက္ခရဲ့အကြောင်းရင်းဆိုတာသိမှန်တာပဲဆိုတော့မြတ်စွာဘုရားကဟောတယ်မင်းစိရဝါတိဆိုတဲ့မင်းရဲ့သားလေးမပြောကောင်းပြောကောင်းတစုံတစ်ခုများဖြစ်သွားမယ်ဆိုရင်မင်းဘယ်လိုနေလို့ဆိုတပည့်တော်ကအသက်ဆုံးရမှာပေါ့ဘုရားတဲ့ဒီလိုဆိုလို့တယ်ဒုက္ခဖြစ်ကြောင်းတရားကို तू နားလည်သွားတာနော်အဲ့ဒါကိုမြတ်စွာဘုရားပြောတာဒါအကာလိကမင်းတထိုင်နဲ့အချိန်မဆိုင်ရဘူးမင်းဒုက္ခဖြစ်ကြောင်းတရားကိုစာနဲ့ပေနဲ့ငါပြောတာမဟုတ်ဘူးခုချက်ချင်းမင်းနားလည်သွားပြီအဲ့ဒီလိုနားလည်တယ်လို့အခုပစ္စုပန်မှာမင်းနားလည်တယ်လို့အတိတ်ကဒုက္ခတွေဟာလည်းဒီတိုင်းပဲဘယ်ဖရာလက်ထက်ကဒုက္ခပဲဖြစ်ဖြစ်ဘယ်ဘဝကရတဲ့ဒုက္ခပဲဖြစ်ဖြစ်သံတော်မူလံဒုက္ခတသို့မဟုတ်နန္ဒီဒုက္ခတမူလံပဲနောင်လာအောင်မဲ့ကဘာတွေမှာရှိလာမဲ့ဒုက္ခတွေမှန်သမျှဟာလည်းပဲနန္ဒီဒုက္ခတမူလံပဲတဲ့ဒါနီးယူပြီးတော့ဆုံးဖြတ်ပါတဲ့ကိုယ့်ဘာကိုသေချာပေါ့ပဲနှစ်သက်တွေ့တာမှုဆိုတဲ့အတွေ့အတာတဏှာရှိနေသေးတယ်ဗျဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ်ဒုက္ခဆိုတာလာနေဦးမှာပဲဒီဟာကြီးပဲပြောင်းလဲမှုမရှိဘူးလို့ပြောဒါကဘာလို့လဲဆိုရင် the law of nature ကို
ဘာဝတရားကြီးဆိုတာပြောင်းလဲလို့မရဘူးလေအေးဒါကြောင့်မို့လို့မြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်စိရဝါဒီကလေးလေးရဲ့မိခင်အပေါ်မှာမင်းတွေ့တာတယ်မဟုတ်လားအေးစိရဝါဒီသားလေးရဲ့မိခင်တစုံတစ်ခုဖြစ်သွားရင်မင်းဘယ်လိုနေမလဲဟာတပည့်တော်တောကဖြစ်ပြီးတော့ရင်ခွဲနာကြမှာပေါ့ဗျာတဲ့ဆိုတော့အဲ့ဒါပဲကြည်တဲ့နော်တောကဆိုတာတွေဆင်းရဲဒုက္ခတွေအားလုံးဟာတွေ့တာမှုကလာတယ်ဒီလိုဟောတာပဲဗျာအဲ့ဒါဗတ္တရကသုတ်တံမှာဒီတိုင်းမြတ်စွာဘုရားဟောတာတယ်အဲ့ဒီသုတ်တံမှာသူမေးတဲ့မေးခွန်းထဲမှာဒုက္ခရဲ့ဖြစ်ကြောင်းတရားနဲ့ဒုက္ခရဲ့ချုပ်ကြောင်းတရားဆိုပြီးတော့နှစ်ခုမေးထားတယ်သို့တော့ဒီသုတ်တံမှာဒုက္ခရဲ့ဖြစ်ကြောင်းကိုသာမြတ်စွာဘုရားရှင်းပြသွားပြီးတော့ဒုက္ခရဲ့ချုပ်ကြောင်းတရားကိုရှင်းပြမသွားတာဟာစာပေထဲမှာကျမ်းနေထားလားလို့ဘုန်းကြီးတို့တွေးမိတယ်ဟောအဲ့တော့ချုပ်ချောင်းတရားကိုဘုန်းကြီးတို့ဖြည့်ဆွက်ပြီးတော့တခြားသုတ်တံကနေဟောရမယ်ဆိုလို့ရှိရင်သန္ဒရာဂပဟာနာသန္ဒရာဂလို့ခေါ်တဲ့တဏှာအတွေ့အတာနန္ဒီလို့ဆိုတဲ့နှစ်သက်မှုတဏှာသည်ဒုက္ခဖြစ်ကြောင်းတရားဆိုလို့ရှိရင်ဒုက္ခချုပ်ကြောင်းတရားကတော့အဲ့ဒီနန္ဒီလို့ခေါ်တဲ့သန္ဒရာဂလို့ခေါ်တဲ့ဒီအတွေ့အတာတဏှာကိုဖယ်ရှားခြင်းပါပဲဖယ်ရှားခြင်းသည်ဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားတစ်ခုပဲလို့ဒီလိုပဲမှတ်ရမှာပါဒါဖြင့်ဖယ်ရှားမယ်ဆိုရင်ဘာနဲ့ဖယ်ရှားမလို့ဆိုမဂ္ဂင်၈ပါးကျင့်တရားပဲမဂ္ဂင်၈ပါးကျင့်တရားဆိုတာဘာလဲတမ္မာဒိဋ္ဌိအမှန်မြင်အောင်ကြိုးစားအမှန်မြင်အောင်ကြည့်ဘုန်းကြီးတို့တွေအမှန်မမြင်သေးသည့်အတွက်ကြောင့်ဒုက္ခကိုဒုက္ခလို့မမြင်နိုင်သေးသည့်အတွက်ကြောင့်ဒုက္ခရဲ့အပြစ်ကိုမမြင်နိုင်သေးသည့်အတွက်ကြောင့်တွေ့တာမှုဆိုတာလားနေတာဟောတွေ့တာမှုလားနေသေးသမျှတွေ့တာမှုကဒုက္ခတွေကိုထုတ်လုပ်နေဥမှာပဲဒါကြောင့်မို့တမ္မာဒိဋ္ဌိဆိုတဲ့အဆင့်မြင့်ဝိပဿနာဉာဏ်ရအောင်လုပ်ပြီးတော့ထိုဝိပဿနာဉာဏ်ကနေပြီးတော့ဖြစ်ပေါ်စေတဲ့မဲ့ဉာဏ်ဖူဉာဏ်ဆိုတာရလာလို့ရှိရင်တော့ဒီအတွေ့အတာတွေဟာအားလုံးခန်းချောက်သွားမှာပါအတွေ့အတာတွေခန်းချောက်သွားပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမလိုချင်တဲ့ဒုက္ခဆိုတာကလည်းလွတ်သွားမှာပါပဲနောက်ဆုံးမှာဒုက္ခဆိုတာတဖြည်းဖြည်းချင်းဖြုတ်လိုက်ရမှာပါရှင်သာရိပုတ္တရာမထေရမြတ်ကအနာရဝိတ္တထေကြီးကိုဒုက္ခတွေတစ်ခုချင်းတစ်ခုချင်းဖြုတ်ခိုင်းသွားတယ်လို့ဘုန်းကြီးတို့တွေလည်းကိုယ့်ကိုယ်တဖြည်းဖြည်းချင်းဖြုတ်ဖို့ကြိုးစားရမယ်အနာရဝိတ္တထေကြီးကိုအာယုန်တွေကနေစပြီးတော့မျက်စိကမြင်တဲ့အာယုန်ကနေစပြီးတစ်ခုချင်းတစ်ခုချင်းဖြုတ်သွားတယ်လို့ဘုန်းကြီးတို့တွေလည်းပဲကိုယ့်ရဲ့နံပါတ်1ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေပေါ်မှာတွေ့တာတဲ့တဏှာကိုဖြုတ်နံပါတ်2ကကိုယ်နဲ့ခင်မင်တဲ့ပုံကိုယ်တွေပေါ်မှာတွေ့တာတဲ့တဏှာကိုဖြုတ်နောက်ဆုံးဖြုတ်ရမှာတော့ကိုယ့်ကိုယ်ကိုတွေ့တာနေတဲ့တဏှာကိုဖြုတ်ဖို့ပဲအဲ့ဒီအဆင့်30နဲ့ဖြုတ်လိုက်နိုင်ပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုတောင်မတွေ့တာတော့ဘူးအတွေ့တာတွေလုံးဝပြတ်သွားပြီဆိုရင်တော့ဒါလုံးဝဆင်းရဲဒုက္ခကဧတေဝန္တောဒုက္ခတဒါဒုက္ခရဲ့အဆုံးသတ်ခြင်းပဲတဲ့အကယ်၍အတွေ့အတာမှုတွေကျမ်းနေအောင်မယ်ဆိုလို့ရှိရင်ဒုက္ခတွေဟာအဆုံးသတ်သေးဘူးလို့ဒီလိုဟောလို့ဖြစ်ပါဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်မိမိတို့ရလာတဲ့ခန္ဓာ၅ပါးလို့ဆိုတဲ့ဒီဒုက္ခတရားကြီးတွေဟာဘာကြောင့်တို့တွေရနေရတယ်လဲဆိုလို့ရှိရင်တွေ့တာမှုဆိုတဲ့တဏှာနန္ဒီဒုက္ခတမူလံလို့ဆိုတဲ့ဒေသနာတော်အတိုင်းနန္ဒီလို့ခေါ်တဲ့နှစ်သက်ခြေလပ်ဆွလန်းမှုခင်မင်တွေ့တာမှုဆိုတဲ့ဒီတဏှာရာကဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်ဒါကြောင့်မို့တို့တွေဟာခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့အတွေ့အတာမှန်သမျှကိုတစားနဲ့တစားဖြုတ်နိုင်အောင်ကြိုးစားကြရမှာထို့သူဖြုတ်ဖို့အတွက်ကထိုခန္ဓာ၅ပါးရဲ့အပြစ်တွေကိုမြင်အောင်သဘာဝအစစ်အမှန်တွေကိုမြင်အောင်ရှုမြင်သုံးသပ်ပြီးမှအတွေ့အတာဆိုတာပြုတ်နိုင်မှာဖြစ်တယ်ဒါကြောင့်မို့သဘာဝတရားတွေကိုရှုမြင်သုံးသပ်နိုင်တဲ့ဝိပဿနာဉာဏ်မျိုးရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်အတွေ့အတာမှန်သမျှဖြုတ်ပြီးဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှနိဗ္ဗာန်သို့ကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေ